မင်္ဂလာပါအခုရက်ပိုင်းအတွင်းကမ္ဘာမီဒီယာတွေမှာအစိုးရရဆောင်သတင်းတစ်ခုကတော့အရှိအလေပိုင်းကအီရန်နဲ့အစ္စရေးတို့ရဲ့စီးရေးတင်းမာမှုပဲဖြစ်ပါတယ်ဒီပဋိပက္ခဟာရိုးရိုးတန်းတန်းမဟုတ်တော့ပဲအမေရိကန်မှာဓာတ်ရိုက်ပါဝင်တက်တက်လာတဲ့အတွက်အခြေအနေတွေကတော်တော်လေးကိုမြင့်တက်နေတာပါဒီနေ့မှာတော့နောက်ဆုံးရရှိထားတဲ့စီးရေးသတင်းတွေကိုအနစ်ချုပ်တင်ပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာပထမဆုံးအနေနဲ့မြေပြင်ခြေအနေကိုကြည့်အောင်ပါ။အစ္စရေးစစ်တပ်ဟာလက်ဘနွန်နယ်စပ်မှာရှိတဲ့အီရန်ကြောထောက်နှုတ်ခံသူ Hezbollah အဖွဲ့တွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်နေပါတယ်။ဒါအပြင်ဆီးရီးယားနိုင်ငံထဲမှာရှိတဲ့အီရန်တော်လှန်ရေးအဆောင်တပ် IRGC ရဲ့အခြေစိုက်စခန်းတွေကိုလည်းအစ္စရေးကလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်နေတာပါ။အီရန်ဘက်ကလည်းညင်မနေပါဘူးသူတို့ရဲ့နောက်ဆုံးပေါ်တိုက်ခိုက်ရေး drone တွေနဲ့တာလက်ပစ်ဒုံးကြီးတွေကိုအသင့်ပြင်ထားပြီးလက်ဆိုင်ချီဖို့အချိန်စောင့်နေတယ်လို့ကြေညာထားပါပဲဒီနေရာမှာအရေးအကြီးဆုံးကအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုပါပဲအမေရိကန်ဟာအစ္စရေးကိုကာကွယ်ဖို့အတွက်မြေထဲပင်လယ်ထဲကိုလေယာဉ်တင်တင်ပေါ်အုပ်စုတွေထပ်မံဆေးလွှတ်လိုက်တယ်လို့အရှိအလဲပိုင်းကအခြေစိုက်စခန်းတွေမှာလည်း Patriot ဒုံးကွဲစနစ်တွေကိုအမြင့်ဆုံးအဆင့်ပြင်ဆင်ထားပါတယ်ပင်တဂွန်စစ်ဌာနကတော့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။အကယ်၍အီရန်ကအစ္စရေးကိုဓာတ်ရိုက်တိုက်ခိုက်လာရင်အမေရိကန်ကဂျားကနေဝင်ရောက်တားဆီးမှဖြစ်တယ်လို့လိုအပ်ရင်ဓာတ်ရိုက်တုံ့ပြန်သွားမယ်လို့သတိပေးထားပါတယ်။နောက်ထပ်စိတ်ဝင်စားစရာပါတော့ဒါဟာနီးပညာစစ်ပွဲလေးဖြစ်နေတာပါ။အစ္စရေးရဲ့နာမည်ကျော် Iron Dome ကာကွယ်ရေးစနစ်ဟာ24နာရီပတ်လုံးအသင့်ရှိနေတယ်လို့အမေရိကန်ရဲ့ထောက်လှမ်းရေး group တွေကလည်းအီရန်ရဲ့လှုပ်ရှားမှုမှန်သမျှကိုစိတ်ကမလက်စောင့်ကြည့်နေတာပါ။ဒါကြောင့်ဒီပဋိပက္ခဟာလက်နက်တင်မကပဲထောက်လှမ်းရေးနဲ့ drone နည်းပညာအားပြိုင်တဲ့ပွဲလည်းဖြစ်နေတာပါ။ခြုံငုံကြည့်ရရင်တော့အရှိအလဲပိုင်းဟာအချိန်မရွေးပောက်ကွဲသွားနိုင်တဲ့စစ်မီးပုံကြီးလိုဖြစ်နေပါတယ်။အမေရိကန်ကတော့စစ်မီးမကူအောင်ဟန်တာရေးနီးဖြူဟောက်ကိုသုံးနေပေမဲ့အခြေအနေတွေကတကုတ်လေးစိုးရင်ရပါတယ်။ပရိသတ်ကြီးရောဒီအခြေအနေပေါ်ဘယ်လိုထင်မြင်ကြလဲခင်ဗျာ။ကမ္ဘာစစ်ကြီးစီကိုဦးတည်သွားနိုင်မလား။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်။အခုလိုစီရေးသတင်းတွေကိုအမြဲသိရအောင်ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်